တရက်ထဲမှာပဲဘောလုံးလောကကိုလှုပ်ခတ်သွားစေတဲ့သတင်းကြီး၃ပုဒ်ထွက်ပေါ်လာပါတယ်။အယ်ဂျီးရီးယားဂန်တွင်ရီယက်မာရက်ကနိုင်ငံအသင်းကနေအနားယူကြောင်းကြေညာလိုက်ပါတယ်။ချက်စီကွင်းလန်လူအန်ဆိုဖာနန်ဒက်ကိုခေါ်ယူမယ်ဆိုတဲ့သတင်းတွေကိုရီယက်မက်ဒရစ်ကတရားဝင်ညှင်းဆိုလိုက်ပြီးဂျာမနီကတော့ကမ္ဘာဖလားကနေစောစီးစွာထွက်ခွာခဲ့ရပြီးတဲ့နောက်မှာညီပြဂျူလီယန်နာဂက်စမန်ကိုယာရုကနေဖယ်ရှားလိုက်ပါတယ်။ဒီသတင်း၃ပုဒ်ရဲ့အသေးစိတ်ကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျ။ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အယ်ဂျီးရီးယားအသင်းကောင်းဆောင်ရီယက်မာရက်ကဆွစ်ဇာလန်အသင်းကို2ဂိုးကိုမကြီးနဲ့ရှုံးနိုင်ခဲ့ပြီးကမ္ဘာဖလားရှုံးထွက်32သင်းကနေလှည့်ပြန်ခဲ့ရတဲ့ပွဲအပြီးမှာနိုင်ငံအသင်းကနေအနားယူကြောင်းတရားဝင်ကြေညာလိုက်ပါတယ်။အသက်35နှစ်အရွယ်တောင်ပန်တိုက်စစ်ကစားသမားမာရက်စ်ကအယ်ဂျီးရီးယားအတွက်ကစားခွင့်ရတာငယ်ဘွားကလေးကအိမ်မက်ဖြစ်ခဲ့ပြီးအခုတော့မျိုးဆက်သစ်တွေရဲ့အချိန်ရောက်လာပါပြီလို့ပြောကြားခဲ့ပါတယ်။မာရက်စ်ကနိုင်ငံအသင်းအတွက်119ပွဲကစားထားပြီးဂိုး40သွင်းယူထားကအယ်ဂျီးရီးယားအသင်းရဲ့သမိုင်းမှာပွဲအများဆုံးနဲ့ဂိုးအများဆုံးစရင်မှာဒုတိယနေရာကရပ်တည်နေသူလည်းဖြစ်ပါတယ်။သူက2019ခုနှစ်အာဖရိကနိုင်ငံများဖလားချန်ပီယံအသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့တယ်လို့ကလပ်အဆင့်မှာလည်းလက်စတာစီးတီးအသင်းနဲ့ပရီးမီးယားလိဖလားတစ်ကြိမ်မန်စီးတီးအသင်းနဲ့ပရီးမီးယားလိဖလား4ကြိမ်ချန်ပီယံလိဖလားတစ်ကြိမ်စွတ်ကူးနိုင်ခဲ့တဲ့ဂန်ဝင်ကစားသမားတဦးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ချက်စီကွင်းလန်လူအန်ဆိုဖာနန်ဒက်ကိုရီယက်မက်ဒရစ်ကခေါ်ယူဖို့ကြိုးစားနေတဲ့ဆိုတဲ့သတင်းတွေကိုရီယက်ဘက်ကတရားဝင်ထုတ်ပြန်ချက်နဲ့ညှင်းဆိုလိုက်ပါတယ်။အန်ဆိုရဲ့ကိုယ်စားလှယ်ဟာဗီယာပါစတိုရေးကကစားသမားကအသင်းပြောင်းရွှေ့နိုင်တဲ့နီလန်တွေကိုစူးစမ်းနေတယ်လို့ပြောဆိုခဲ့ပေမဲ့ရီယက်မက်ဒရစ်ကတော့အန်ဆိုကိုခေါ်ယူဖို့ဓာတ်ရိုက်ဖြစ်စေတွယ်ဝ၍ဖြစ်စေညီတိဆွတ်သွယ်မှုမှမပြုလုပ်ခဲ့သလိုခေါ်ယူဖို့လည်းအစီအစဉ်မရှိပါဘူးလို့အတီလင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာရှယ်စီအသင်းကအန်ဆိုဖာနန်ဒက်ကိုဆက်ထိန်ထားခြင်းနေပြီးသူ့ရဲ့စာချုပ်က2032ခုနှစ်အထိတက်တန်းရှိနေပါတယ်။ဒါပေမဲ့ ESPN ရဲ့ဖော်ပြချက်အရအန်ဆိုဖာနန်ဒက်ကလာအတော်ကြာကလေးကအသင်းပြောင်းရွှေ့ခြင်းနဲ့ဆန္ဒရှိနေပြီးပြီးခဲ့တဲ့ရာသီမှာရီယက်မက်ဒရစ်ကိုသဘောကျတယ်လို့ပြောဆိုခဲ့တာကြောင့်နှစ်ပွဲဆက်လူစင်းကနေခြံလက်ခံခဲ့ရဘူးပါတယ်။တစ်ဖက်မှာတော့ရီယက်မက်ဒရစ်ကနီးပြဟိုဆေမော်ညိုရဲ့အသင်းတည်ဆောက်မှုအတွက်ကွင်းလယ်ကစားသမားတစ်တဦးကိုခေါ်ယူဖို့စဉ်းစားနေသေးပေမဲ့လက်ရှိကွင်းလယ်ကစားသမားတဦးမထွက်မချင်းအပြောင်းရွှေ့ကိုရပ်ဆိုင်းထားတယ်လို့သိရပါတယ်။ဂျာမနီလက်ရွေးစင်အသင်းကတော့ပါရာဂွေးကိုပင်နယ်တီအဆုံးဖြတ်နဲ့ရှုံးနိုင်ခဲ့ပြီးကမ္ဘာဖလားကနေစောစောစီးစီးထွက်ခွာခဲ့ရပြီးတဲ့နောက်မှာနီးပြဂျူလီယန်နာဂက်စမန်ကိုယာရုကနေဖယ်ရှားလိုက်ပါတယ်။ဂျာမနီဘောလုံးအဖွဲ့ချုပ်ကနာဂက်စမန်ရဲ့စ조사အားထုတ်မှုတွေကိုကျေးဇူးတင်ကြောင်းထုတ်ပြန်ခဲ့ပေမဲ့အသင်းရဲ့ရလဒ်ပန်းကြောင့်လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲနီးပြအသစ်ဖြစ်ယာကန်ကလော့ကိုခန့်အပ်နိုင်ရေးဆွေးနွေးမှုတွေစတင်မယ်လို့လည်းတရားဝင်ကြေညာထားပါတယ်။ဒါပေမဲ့ကလော့ကတော့လက်ရှိမှာတော့ရပ်ဘူးဘောလုံးဌာနရဲ့ဘောလုံးဆိုင်ရာအကြီးအကဲဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်